တန်ဗုဒ္ဓေဂါရတော်ကြီးကိုအနတ်အတိတ်ပဲတည်ပြီးဖြည်းဖြည်းချင်းရွတ်ဖတ်ပူဇော်ကြမယ်။တန်ဗုဒ္ဓေအထဝီတင်္စဒွါရာတင်္စတဟတကေပြေစတတ္တာတဟတာနိနမာမိတိယတာမဟံအပကာဝါလုကာဂင်္ဂာအနန္နာနိဗ္ဗုဒာဇီနာတေတံဓမ္မင်္စတန်ကင်္စအဒရိနာနမမဟံနမက္ကာရာနုဘာဝေနဟိဒရာတပ်ပေဥပဒဝေအနေကာအန္တရာယာပိဝိနာတန္တုအာတေတရောတန်ဗုဒ္ဓေဂါရတော်အနတ်အတိတ်ပဲတန်ဗုဒ္ဓေအထဝီတင်္စနှစ်ကျိတ်ရှိစုကုန်သောဖျားရှင်တို့ကို၎င်းဒွါရာတင်္စတဟတကေဖျားရှင်12000တို့နှင့်ပြင်စတတ္တာတဟတာနိဖျားရှင်ပေါင်း9သိန်းတို့ကို၎င်းနမာမိတိယတာမဟံတပည့်တော်ဤဥကောင်းတော်ဖြင့်ရှ िख ိုးပါ၏အပကာဝါလုကာဂင်္ဂာမြင့်အတွင်းမှတဲများ၏အရေးအတွက်ထပ်ပူသောအနန္တာနိဗ္ဗုဒာဇီနာရေတွက်၍မရနိုင်သောများပြားလှသောဖျားရှင်အပေါင်းတို့နှင့်တေတံဓမ္မင်္စတန်ကင်္စထိုဖျားရှင်တို့၏တရားတော်မြတ်နှင့်တန်ဃာတော်မြတ်တို့အားအဒရိနာနမမဟံရိုသေစွာဖြင့်ဖျားတပည့်တော်ရှ िख ိုးပါ၏နမက္ကာရာနုဘာဝေနဤသို့ရှ िख ိုးရသောအကျိုးအားကြောင့်ဟိဒရာတပ်ပေဥပဒဝေခတ်သိမ်းသောဘေးရန်တို့သည်ပယ်ပြောက်၍အနေကာအန္တရာယာပိများစွာသောအန္တရာယ်တို့သည်ဝိနာတန္တုအတေတရောအကျွင်းကြံမရှိပြေပြောက်စေပါကုန်တည်း